အားလုံးပဲမင်္ဂလာပါဖုတ်ဖော်ရှိုးပိုင်အန်စီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာကျော်ကစားသမားတဦးဖြစ်တဲ့လီယိုနယ်မက်ဆီရဲ့ဘဝစကြောင်းကိုအပိုင်း10ပိုင်းခွဲပြီးဒေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်အပိုင်း1 1988ခုနှစ်ဇွန်လ24ရက်နေ့အာဂျင်တီးနားနိုင်ငံရဲ့ရီဆာရီမြို့ငယ်လေးမှာကမ္ဘာပလုံးလောကကိုပြောင်းလဲပြစ်မဲ့ကလေးငယ်တစ်ယောက်ဝေးဖွားခဲ့ပါတယ်သူ့နာမည်ကတော့လီယိုနယ်မက်ဆီပါမက်ဆီရဲ့ကလေးဘဝကတာမန်ပါပဲဘာကင်ဖြစ်သူဂျော့ချ်ကဆက်ရုံလို့သမားမိခင်စီလီယာကတန်ရှင်းရေးလုပ်တာပါဒါပေမဲ့သူတို့မိသားစုကဘောလုံးကိုရည်ရွယ်မှုချစ်ကြပါတယ်မက်ဆီက၄နှစ်သားရွယ်ကလေးကဒေသခံကလပ်ဂရန်ဒိုလီတင်းမှာကစားခဲ့ပါတယ်သူရဲ့ပထမဆုံးနီးပြကတော့သူ့ရဲ့အဖွားစီလီယာပါအဖွားဖြစ်သူကသူ့ကိုပေးကစားလိုက်ပါသူအကုန်လုံးကိုကြော်ပတ်နိုင်နိုင်မယ်လို့ယုံကြည်ခဲ့တာဒါကြောင့်လည်းမက်ဆီကကိုသွန်တိုင်းကောင်းကင်ကိုလက်ညှိုးထိုးပြီးအဖွားကိုအမြဲတမ်းညွှန်းတာပါ၆နှစ်သားမှာတော့သူ့ရဲ့အိမ်မက်ကလပ်News Open ကိုသူရောက်ရှိခဲ့ပါတယ်။အဲဒီမှာ The Machine of 87လို့လူသိများတဲ့သူ့အသက်အရွယ်သူအသင်းဟာ6နှစ်အတွင်းမှာပွဲပေါင်း900ဒီပါကိုအနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့ကလေးငယ်မက်ဆီအတွက်ဘောကတလောက်လွယ်ကူခဲ့ပါဘူး။အပိုင်းနဲ့ယောဂရှာဖွေတွေ့ရှိချက်မက်ဆီယာဘောလုံးရည်ချင်းကောင်းမွန်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကတော့နှိမ့်ကွေးနေခဲ့ပါတယ်။အသက်17နှစ်မှာသူ့ကိုဆရာဝန်တွေကဆူရတဲ့ယောဂတစ်ခုစစ်တွေ့ရှိခဲ့ပါတယ်။အဲဒါကတော့growth hormone deficiency ကြီးထွားမှုဟိုမုန်းချို့တဲ့ယောဂပါအဲဒီချိန်ကအာဂျင်တီးနားနိုင်ငံရဲ့စီးပွားရေးခြေနေကလည်းဆိုးရွားနေတဲ့ချိန်မက်ဆီရဲ့မိသားစုကသူ့ရဲ့ကြီးထွားမှုအတွက်လိုအပ်တဲ့ဟိုမုန်းဆေးထိုးခါတွေကိုမတက်နိုင်ခဲ့ပါဘူးဈေးထိုးခါကတစ်လကိုဒေါ်လာ900ကျော်ကုန်ကြတာပါဒါဟာသူ့ရဲ့ဘောလုံးသမားဘဝကိုအစောဆုံးအဆုံးသတ်သွားစေနိုင်တဲ့အန္တရာယ်ကြီးပါဘာကင်ဖြစ်သူဂျော့ချ်ကဘာဖြစ်သူရဲ့အရေးချင်းကိုယုံကြည်လို့ကိုညူပေးမဲ့သူကိုလိုက်ရှာနေခဲ့ပါတယ်အဲဒီချိန်မှာပဲဘာစီလိုနာအသင်းရဲ့အာကာသဒါရိုက်တာခါလက်စ် VS ကမက်ဆီရဲ့ဗီဒီယိုဖိုင်ကိုမြင်တွေ့သွားခဲ့ပါတယ်။အပိုင်း3တပိုင်းကိုပြောင်းလဲစေခဲ့တဲ့လက်တော့ပေါ်ပါ။ဘာစီလိုနာရဲ့အာကာသဒါရိုက်တာ VS ကမက်ဆီကိုမြင်ချင်းပဲဒီကလေးကနတ်ဖျားပန်တီးထားတဲ့ပါရမီရှင်ဆိုတာသိလိုက်ပါတယ်။ဒါပေမဲ့ကလပ်တင်ရဲ့တခြားလူကြီးတွေကတုံ့ဆိုင်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့မက်ဆီအားသက်3နှစ်ပဲရှိသေးတာကိုသူတို့ကလည်းတလောက်ငယ်တဲ့ကလေးတယောက်ကိုဥရောပတီခေါ်ယူဖို့ကမလွယ်ဘူးလို့ပါ။ဒါပေမဲ့ VS ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချခဲ့ပါတယ်။2000ပြည့်နှစ်ဒီဇင်ဘာလ14ရက်နေ့မှာ VS ကကလပ်တင်ရဲ့အခမ်းအနားတစ်ခုမှာမက်ဆီရဲ့ဖခင်နဲ့တွေ့ဆုံခဲ့ပါတယ်။စာချုပ်စာတမ်းဘာမှမရှိတဲ့အချိန်မှာသူကစားတော့ဆိုင်ကလက်တော့ပေါ်မှာပဲမက်ဆီကိုဘာစီလိုနာကစာချုပ်ချုပ်ဆိုမဲ့အကြောင်းအာမခံချက်ကိုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ဒီလက်တော့ပေါ်စာချုပ်ခါမက်ဆီရဲ့ဘဝကိုတည်းမခါပဲဘာစီလိုနာအသင်းရဲ့သမိုင်းကြောင်းကိုပါပြောင်းလဲပစ်ခဲ့ပါတယ်။မက်ဆီနဲ့သူမိသားစုဟာဥရောပကိုပြောင်းရွှေ့ခဲ့ပြီးဘာစီလိုနာကသူ့ရဲ့ဟိုမုန်းကုသစိတ်အားလုံးကိုတာဝန်ယူပေးခဲ့ပါတယ်။အပိုင်းလေးအနုယူတန်ကလေးရဲ့စတင်မွေးဖွားခြင်းဘာစီလိုနာကိုရောက်ရှိလာတဲ့မက်ဆီဟာကြော်ကြားလာတဲ့လာမာစီယာလူငယ်အကယ်ဒမီမှာစတင်လေ့ကျင့်ခဲ့ပါတယ်။ဒီမှာသူကအနာဂတ်ရဲ့ဘောလုံးကျယ်ပွင့်တွေဖြစ်တဲ့ ဆက်စ်ပါဖီဂတ်ဂျာရက်ပီကေတို့နဲ့အတူတွဲကစားခဲ့ပါတယ်။ပထမဆုံးမှာမက်ဆီဟာရှက်တက်တဲ့ကလေးတယောက်ဖြစ်လို့အာဂျင်တီးနားကစကားမပြောတတ်တဲ့ကလေးလို့လူသိများခဲ့ပါတယ်။ဒါပေမဲ့ကွင်းထဲကိုရောက်ရင်တော့သူကမတူညီတဲ့လူတစ်ယောက်ပါပဲသူ့ရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်နဲ့မြန်ဆန်လာတဲ့ခြေထောက်လှုပ်ရှားမှုတွေဟာပြိုင်ဘက်လူငယ်တင်သားတွေကိုဆိုးရွားလာတဲ့အိမ်မက်တွေပေးခဲ့ပါတယ်ဒီချိန်မှာပဲသူ့ကို The Ultimate Player တင်းငယ်ပေမဲ့အစွမ်းထက်တဲ့တန်းလေးလို့အမည်ပေါင်းပေးခဲ့ကြပါတယ်2003-2004ခုနှစ်မှာမက်ဆီယာကလပ်တင်းရဲ့လူငယ်အသင်း9သင်းစလုံးမှာကစားခဲ့ပြီးတော့ပွဲတိုင်းဂိုးတွေများများစွာသွင်းယူခဲ့ပါတယ်သူ့ရဲ့အချင်းကိုအားလုံးကအံ့ဩနေကြပါပြီအပိုင်းကလူငယ်ပြင်တစ်ပါးထွန်းတောက်လာခြင်း2004ခုနှစ်အောက်တိုဘာလ16ရက်အသက်18နှစ်3လနဲ့22ရက်အရွယ်မှာမက်ဆီယာဘာစီလိုနာရဲ့ပထမအသင်းအတွက်ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ဒါအဲဒီချိန်တုန်းကဘာစီလိုနာသမိုင်းမှာအသက်ငယ်ဆုံးကစားသမားစံချိန်ပါပဲ။အဲဒီချိန်မှာမက်ဆီကိုဆရာတင်ခဲ့တဲ့သူကတော့ဘရာဇီးကန်နိုဝင်ရော်ဒန်နီချင်းကိုပါ။ရော်ဒန်နီညိုကဒီကလေးကငါးထက်တောင်ကောင်းလိမ့်မယ်လို့အမြဲတမ်းပြောလို့ရှိပါတယ်။2005ခုနှစ်မေလ1ရက်နေ့မှာတော့ရော်နယ်ဒင်ညိုရဲ့အကူအညီနဲ့မက်ဆီယာရဲ့ဗာစီတီအသင်းနဲ့ပွဲစဉ်မှာသူ့ရဲ့ပထမဆုံးလာလီဂါသွင်းကိုသွင်းယူခဲ့ပါတယ်။2009ခုနှစ်အသက်19နှစ်အရွယ်မှာတော့မက်ဆီယာဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာကိုသွင်းယူမှုတစ်ချိန်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီကိုကတာမန်ကိုမဟုတ်ပါဘူး။မက်ဆီယာကွင်းလေးကနေဘောလုံးကိုဆွဲယူပြီးပြိုင်ဘက်9ယောက်နဲ့ကိုသမားကိုပါကြော်ဖြတ်ပြီးကိုသွင်းခဲ့တာပါ။ဒီကိုဟာဒီကိုမာရာဒိုနာရဲ့1986ခုနှစ်ကမ္ဘာဖလားက Goal of the Century လို့ထပ်တူကြလွန်းလို့မက်ဆီကိုမက်ဆီဒိုနာလို့ခေါ်ခဲ့ကြပါတယ်။အပိုင်း6ဂွာဒီယိုလာရဲ့ခင်းနဲ့အောင်မြင်မှုများစိုးမိုးခဲ့သောခါလာ
2008ခုနှစ်မှာပက်ဂွာဒီယိုလာဘာစီလိုနာနီးပြဖြစ်လာတဲ့အခါမှာမက်ဆီရဲ့ဘဝကအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ဂွာဒီယိုလာကမက်ဆီကို first number 9အဖြစ်ကစားစီခဲ့ပါတယ်။ဒီဗျူဟာမော်ဆန်ခဲ့ပါတယ်။2008-2009ခုနှစ်မှာဘာစီလိုနာစပိန်လာလီဂါကိုပါဒယ်ရစ်ချန်ပီယံလိအပါအဝင်ဖလား3လုံးကိုရရှိခဲ့ပါတယ်။မက်ဆီအသက်22နှစ်အရွယ်မှာသူ့ရဲ့ပထမဆုံးဘလွန်းနယ်ဆုကိုရရှိခဲ့ပါတော့တယ်။2011ခုနှစ်ဘာစီလိုနာချန်ပီယံလိဖလားကိုထပ်မံရရှိခဲ့ပြီးမက်ဆီကတော့ဘလွန်းနယ်ဆုကို4ကြိမ်ဆက်တိုက်ရရှိခဲ့ပါတယ်။2012ခုနှစ်မှာမက်ဆီကတစ်နှစ်အတွင်းကလပ်နဲ့နိုင်ငံအသင်းအတွက်60ဂိုးထိသွင်းယူခဲ့ပြီးတော့ဂတ်မူလာရဲ့85ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒီချိန်ဟာမက်ဆီရဲ့အထွတ်ထိပ်ကာလလို့ပြောလို့ရပါတယ်။အပိုင်းခွန်မက်ဆီနဲ့ရိုနယ်ဒိုဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးသောပြိုင်ဆိုင်မှုတစ်ခုကိုလည်းမက်ဆီရဲ့ကာလမှာမြင်တွေ့ခဲ့ရပါတယ်။အဲဒါကတော့မက်ဆီနဲ့ရိုနယ်ဒိုပါပဲ။ရိုနယ်ဒိုကိုရီယယ်မက်ဒရစ်ကိုရောက်လာတဲ့အခါမှာတော့ဒီပြိုင်ဆိုင်မှုကအထွတ်ထိပ်ကိုရောက်ရှိလာခဲ့ပါတယ်။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကျော်ဖြတ်ဖို့ဂိုးတွေပို့သွင်းဖို့ဘလွန်ဒီယောစုတွေကိုပို့ရဖို့အမြဲတမ်းကြိုးစားခဲ့ကြပါတယ်။မက်ဆီကသူ့ရဲ့တာမန်မဟုတ်တဲ့ပါရမီမြင်ကွင်းနဲ့ဖန်တီးမှုတွေနဲ့ကြော်ကြားခဲ့တယ်လို့ရိုနယ်ဒိုကတော့သူ့ရဲ့ခန္ဓာကိုညှက်ခိုင်မှုလျင်မြန်မှုနဲ့ဂိုးသွင်းစွမ်းရည်တွေနဲ့ကြော်ကြားပါတယ်။သူတို့နှစ်ယောက်စလုံးဟာအခြားကစားသမားတွေနဲ့မတူတဲ့အဆင့်တစ်ခုမှရှိနေခဲ့ကြပါတယ်။ဒီပြိုင်ဆိုင်မှုကဘောလုံးလောကကို10သွင်းတစ်ခုကျော်ကြာစိုးမိုးထားခဲ့ပြီးကြည့်ရှုသူတွေကိုလည်းကမ္ဘာအကောင်ဆုံးကစားသမားကဘယ်သူလဲဆိုတဲ့မေးခွန်းနဲ့အမြဲတမ်းညှင်းခုန်စေခဲ့ပါတယ်။မက်ဆီဟာဘာစီလိုနာမှာဘလွန်ဒီယောဆု6ချိန်အထိရရှိခဲ့ပြီးဒီပြိုင်ဆိုင်မှုရဲ့အဓိကဆက်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။အပိုင်းရှင်အာဂျင်တီးနားရဲ့နှလုံးခွဲရသောဝေဒနာကလပ်တင်ဘွားမှာအောင်မြင်မှုအားလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့နိုင်ငံအသင်းဖြစ်တဲ့အာဂျင်တီးနားမှာတော့မက်ဆီကအမြဲတမ်းကပ်မကောင်းခဲ့ပါဘူး။သူဟာအာဂျင်တီးနားအသင်းကိုကမ္ဘာဖလားနဲ့ကိုပါအမေရိကဘောလုံးပွဲတွေထိအမြဲတမ်းခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။2014ခုနှစ်ကမ္ဘာဖလားဘောလုံးပွဲမှာဂျာမနီကိုရှုံးနိမ့်ခဲ့ပြီး2015နဲ့2016ခုနှစ်ကိုပါအမေရိကဘောလုံးပွဲတွေမှာလည်းချီလီကိုရှုံးနိမ့်ခဲ့ပါတယ်။အထူးသဖြင့်2016ခုနှစ်ကိုပါအမေရိကဘောလုံးပွဲမှာပင်နယ်တီလွဲချော်ခဲ့ပြီးတဲ့နောက်မက်ဆီဟာနိုင်ငံအသင်းကနေနားယူတော့မယ်လို့ကြေညာခဲ့ပါတယ်။သူ့ရဲ့ကြေညာချက်ကြောင့်အာဂျင်တီးနားတနိုင်ငံလုံးတုံးလုံးသွားခဲ့ပြီးသမ္မတကိုယ်တိုင်ကပြန်ကစားပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့မက်ဆီဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့ပြီး9ရက်နှလုံးသားကအာဂျင်တီးနားမှာပဲရှိတယ်လို့ပြောခဲ့ပါတယ်။သူဟာနိုင်ငံအသင်းနဲ့အောင်မြင်မှုကိုရယူဖို့အတွက်ဘယ်တော့မှရှုံးမပေးခဲ့ပါဘူး။ပိုင်းကိုဘာစီလိုနာရဲ့မျက်ရည်စာများနဲ့ PSG ရဲ့ပျော်ရွှင်မှု2021ခုနှစ်ဩဂုတ်လမှာဘောလုံးလောကကိုတုံ့လို့စေခဲ့တဲ့သတင်းတစ်ခုထွက်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းရဲ့ဘန်နာရေးခက်ခဲကြောင့်မက်ဆီယာကလပ်အသင်းနဲ့စာချုပ်သက်တမ်းမတိုးနိုင်တော့ဘူးဆိုတဲ့သတင်းမှာမက်ဆီယာသူ့ရဲ့နှုတ်ဆက်ပွဲသတင်းစာရှင်းလင်းပွဲမှာမျက်ရည်နဲ့သူနှုတ်ဆက်ခဲ့ပါတယ်။သူဟာဘာစီလိုနာမှာ22နှစ်ကြာနေခဲ့ပြီးဂိုးပေါင်း682ဂိုးနဲ့စံချိန်တင်ခဲ့ပါတယ်။ဒါဟာမက်ဆီရောဘာစီလိုနာပိတ်သက်တွေအတွက်ရောတကယ်ကိုနာကျင်စရာကောင်းတဲ့ခွဲခွာမှုပါပဲ။ရန်နိုင်ငံကြမှာတော့မက်ဆီယာပြင်သစ်ကလပ် PSG အသင်းကိုအခမဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ PSG မှာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ Ramos, Neymar, Mbappe တို့နဲ့အတူတွေ့ကစားခဲ့ပါတယ်။သူဟာ PSG မှာ200ရာသီကစားခဲ့ပြီးလီဂူ1ဖလားကိုရရှိခဲ့ပါတယ်။ PSG မှာနေကြပေမဲ့လည်းမက်ဆီရဲ့စိတ်ကတော့အမြဲတမ်းနိုင်ငံအသင်းနဲ့ကမ္ဘာဖလားကိုပဲရည်ရွယ်နေခဲ့တာပါ။အပိုင်း30ကမ္ဘာဖလားနဲ့ဒါမိုင်ယာမီရဲ့ခေတ်သစ်2021ခုနှစ်မှာမက်ဆီယာအာဂျင်တီးနားနဲ့အတူကိုပါအမေရိကဖလားကိုရရှိခဲ့ပြီးသူ့ရဲ့နိုင်ငံအသင်းနဲ့ပထမဆုံးအဓိကဖလားကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်မက်ကအဲ့ဒီတက်ပိုကြီးမားပါတယ်။2022ခုနှစ်ကာတာကမ္ဘာဖလားဒီကမ္ဘာဖလားဟာမက်ဆီရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်နိုင်တယ်လို့အားလုံးကသိရှိနေကြပါတယ်။အာဂျင်တီးနားအသင်းဟာမက်ဆီကိုဝန်းရံပြီးသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးဖို့အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။မက်ဆီကိုယ်တိုင်ကလည်းပြိုင်ပွဲတစ်ခုလုံးမှာဂိုး9ကိုသွင်းယူပြီးအသင်းကိုဦးဆောင်ခဲ့ပါတယ်။ဘောလုံးပွဲမှာပြင်သစ်နဲ့ရင်ဆိုင်ခဲ့ရပြီးဘောလုံးသမိုင်းမှာကြီးကျယ်ဆုံးသောပွဲစဉ်တစ်ခုဖြစ်အနိုင်ရရှိခဲ့ပါတယ်။မက်ဆီကသူ့ရဲ့နောက်ဆုံးအိမ်မက်ဖြစ်တဲ့ကမ္ဘာဖလားကိုရရှိခဲ့ပါတော့တယ်။ဒီအောင်မြင်မှုနဲ့အတူသူဟာခန္ဓာဝင်ထက်မကတဲ့ The GOAT အဖြစ်အသိမှတ်ပြုခြင်းခံခဲ့ရပါတယ်။2023ခုနှစ်မှာတော့မက်ဆီယာ PSG ကိုနှုတ်ဆက်ပြီးအမေရိကန်ကလပ်အင်တာမိုင်ယာမီအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီပြောင်းရွှေ့မှုဟာအမေရိကန်ဘောလုံးလောကကိုပြောင်းလဲပစ်စေခဲ့ပါတယ်။မက်ဆီယာအင်တာမိုင်ယာမီကိုသူ့ရဲ့ပထမဆုံးပွဲစဉ်မှာပဲနောက်ဆုံးမိနစ် free kick ဂိုးနဲ့အနိုင်ရရှိစေခဲ့ပြီးချက်ချင်းပဲ League Cup ဖလားကိုရရှိအောင်ဦးဆောင်စေခဲ့ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့လီယိုနယ်မက်ဆီရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းကမ္ဘာကျော်ကစားသမားတွေရဲ့အကြောင်းကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးလို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။